မိဝင်ဖတ်ဖို့ကြပြနဲ့အွန်ဆိုင်နေတဲ့စီနင်းတူတဲ့နေအောင်ကြဲကြဲထိုးချလိုက်တဲ့အခါမင်းငါနှလုံးသားကိုတရိယာပေါ့ကွယ်ဟေးမိဝင်မင်းကငါ့ကိုနားမလဲဘူးဟုတ်လားခိုင်းကြည့်လိုက်လေငါတကောလုံးတစ်ဆက်ဆက်တုံခါနေတာမင်းတွေ့ရမှာပါဟောဒီကန္နာရတောအုပ်ကြီးကိုဘသူမှတားဆီးမရသလိုမျိုးပေါ့ငါကမင်းကိုချစ်တာကြည်စမ်းမင်းကငါ့ကိုဒုတိယတန်းစားထဲမှာထည့်ထားခြင်းသဘောတကယ်တမ်းကျငါကတတိယတန်းစားလူတစ်ယောက်ပါကွာလူတစ်ယောက်ဘလောက်ထိချစ်နိုင်နေဆိုတာမင်းကမယုံဘူးဟုတ်လားလူတစ်ယောက်မိုးပေါက်ပြန်နိုင်တယ်ဆိုတာမျိုးကြမင်းကယုံပြန်ယုံတငွေငွေကြံရစ်ခဲ့တဲ့မင်းရဲ့တယောက်တော်ပြုံးလေးကိုပဲတစ်သက်လုံးတင်ဆဲထားရတော့မယ်ငါဖြစ်ပါကွာငါဘဝရဲ့ဖြစ်တည်မှုတဲ့မင်းလက်ကိုထိုးသွင်းကြည့်လိုက်စမ်းကိုင်းအချက်နဲ့တွေရတယ်မဟုတ်လားမင်းနဲ့ပတ်သက်ပြီးတိုင်းငါရရှိခဲ့တဲ့ပျော်ရွှင်မှုဆိုတာစစ်ပွဲကြီးတစ်ခုပြီးသွားတဲ့အခါကြည်စံခွန်လိုက်ကောက်ရတဲ့ကလေးလိုပါပဲဘာမှမသိတဲ့အရာတွေပေါ့ဘာမှမသိပဲလိုက်လျောနေရတာငါဘဝပါကွယ်ငါအချစ်ဟာမင်းဘာသာပြန်လို့မရနိုင်အောင်မရှုပ်ထွေးလာပါဘူးပြင်းထန်လွန်းတဲ့အာယုံခံစားမှုနဲ့တုန်ခါနေတဲ့ဘဝရဲ့ရတန်ကိုပေါင်းဆက်ထားတာတခုပါပဲလေခွင်းထဲမှာလမ်းလျှောက်ရတယ်လို့မျိုးတော့မလွယ်ကူဘူးပေါ့ငါအသက်ရွယ်ကြီးနေကြမှာအဆွေးသချင်းတွေစုံနေပြရစေနဲ့တော့မိချောင်းတွေပေါ်တဲ့ပင်လယ်ကြီးတဲ့တခါတည်းသာခုန်ချလိုက်ခြင်းရဲ့ပိုင်ဆိုးဝေး